မောရှေနှင့်အာယုန်အားဆိုပြီးမှလူစုံတယောက်ကိုကြီးမြောက်၍အဲဂုတ္တုပြည်သို့ပြန်ကြဆိုဖို့တယောက်ကိုတယောက်ဆိုကြ၏ကြည့်လိုက်တော့မောင်လေးတို့ညီမလေးတို့ဖះကိုအားကိုးမဲ့အစားကိုယ့်ဟာကိုယ်အားကိုးပလိုက်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ညင်းညူတာအပြစ်တင်တာကျုံဖြစ်တဲ့တိုင်းပြည်ကနေထွက်နေပြီနော်တခါလေးညင်းညူတာမောင်လေးတို့ညီမလေးတို့ဘယ်လိုလဲလို့မမလည်းတအားလို့ဘူးလို့ပေါ့နော်မြန်မာပြည်ကနေဒီလိုလာတော့မမဒုက္ခရောက်တာပေါ့ဒုက္ခတွေကဆိုမြန်မာပြည်ပဲကောင်းနေပေါ့နော်အပြစ်အကြီးကျယ်ပေါ့နော်ချစ်ပါနေလို့ချွားတာပေါ့ငါတို့မြန်မာလူမျိုးတွေဘယ်လိုကောင်းတာပေါ့အရာနဲ့ချွားပြီးတော့မြန်မာပြည်ပြန်လိုက်တာလုံခဲ့တော့ခုနှစ်နှစ်ကတော်တော်လေးဒုက္ခရောက်တဲ့အစီမပြေဘူးလားဒီချက်မှလည်းကျွန်တော်မြန်မာအရင်ကောင်းတယ်မြန်မာပြည်သွားလိုက်တော့ဘာမှဆိုအစီမပြေဘူးပြောချင်တဲ့ဘောကဖျားသခင်ကကျွန်တော်တို့တယောက်စီနေ့တိုင်းကောင်းတဲ့နေရာကိုပို့ဆောင်ပြီးတယ်ဒါပေမဲ့မီးသွားလို့ရှိရင်တော့ဖျားခွန်အားကိုမတုံးမနဲ့ကိုယ့်ရဲ့ခွန်အားကိုတုံးတယ်ပေါ့နော်ချစ်ပါမလေးမောင်လေးတို့ညီမလေးတို့ရေတို့တခါတည်းမှာညီးသွားတာလို့အပြစ်တင်တာလို့စိတ်ဆိုးတဲ့လူတွေကိုတွေ့ဘူးသလားလို့ကျန်တဲ့လူတွေရုပ်ပြချစ်တာအိုးဖြစ်တဲ့လူတွေတွေ့ဘူးလားတွေ့ဘူးလေနော်ဖျားမရှိလို့ပါမောင်လေးတို့ညီမလေးတို့မမတို့ဖျားရှိတယ်လို့မတူရအောင်နော်လို့ပြီးလို့ရှိရင်ကျွန်တော်လည်းတခါလေရုပ်ကြည့်ရှိတယ်အော်လားနော်နောက်တစ်နေ့ဆိုပြန်တောင်းပါဘာလို့ဖျားမရှိလို့အဲ့ဒီတော့ဖျားကမမတို့မောင်လေးတို့ညီမလေးတို့ချစ်ပန်ပို့တာပါလို့မမဆိုခဏအပြောခါတာပေါ့နော်ဥပမာပေါ့နော်မမတို့ကျောင်းမှာမမပထမဆုံးကျောင်းမှာအလုပ်လုပ်ချိန်အိမ်နာတွေဆေးရပေါ့နော်အိမ်နာတွေဆေးပြီးတော့ဒီလိုလေကျောင်းဆိုတော့သမင်းကြံနေရတယ်ဆေးရပါမမတို့အဲ့လိုသမင်းကြံနေရတယ်ဆေးရတော့ဆေးနိုင်တယ်ဒါပေမဲ့ဆေးနေတဲ့အချိန်မှာဘယ်လိုလဲနည်းနည်းယူလို့ဖြစ်တော့အန်ချင်လို့ဖြစ်တာပေါ့နော်အမြဲပြောခါအဲ့လောက်တော့တက်ရှင်းရသလားပေါ့နော်လူတွေကတော့အမျိုးမျိုးပြောမယ်အဲ့ဒီပြောတဲ့အချိန်မှာဘုရားကိုမမေ့ဖို့လိုတယ်အပြောခံရတာကအပြစ်မဟုတ်ဘူးအဲ့ဒီအပြောခံရတဲ့အချိန်မှာတင်ရတယောက်ချင်းပြဿနာကိုရင်ဆိုင်တဲ့အချိန်မှာတော့အပြစ်ပါပဲလို့ဘာလို့ဆိုဘုရားသခင်ကမနေ့ကတော့တစ်ချိန်မှာမနေ့ကတော့အမျိုးသမီးကလေးလေးတွေပေါ့နော်တစ်ချိန်ဥဆောင်တာပေါ့နော်ဘုရားကအရှင်းပါလေသွားတယ်